Hello မင်္ဂလာပါကျွန်မအခုပြောပြပေးမယ့်အကြောင်းအရာအပူတွေကိုမြခံရင်နှွေးတယ်ဆိုတဲ့စကားလေးဖြစ်ပါတယ်ကျွန်မလွန်ခဲ့တဲ့၄နှစ်လောက်ကကျွန်မ MBA class တစ်ခုသင်တဲ့အခါမှာ immigrant စီလုံးနဲ့ကျောင်းသူကျောင်းသားတပည့်တွေတွေ့ခဲ့ပူတယ်ပေါ့နော်အဲ့တော့အဲ့ဒီအဖွဲ့ထဲမှာတာရေးနာရေးတွေကြုံတဲ့အခါမှာကျန်တဲ့တငယ်ချင်းတွေကပေါ့နော်စစ်လုံးလုံးနဲ့အမြဲကူညီကြတာကိုတွေ့တယ်ပေါ့နော်အဲ့တော့အဲ့ဒီထဲမှာစာရေးဆရာတပည့်တယောက်ပါတယ်သူကပဲအမြဲတက်ကြွကြပေါ့နော်တယောက်ကတာရေးဖြစ်တယ်ဆိုလဲတက်ကြွလူငွေတွေကောက်ဝိုင်းပြီးပျော်ကြမျှဝေကြပေါ့ဟာနာရေးဖြစ်လားသူတို့အကုန်စုပြီးမှအဲ့ဒီနာကျင်မှုတွေကိုမျှဝေခံစားကြတယ်လိုအပ်တာတွေဖြည့်ဆည်းပေးတယ်ပေါ့နော်အဲ့ခါမှာကျွန်တော်သူ့ကိုချစ်ကျူးဖြစ်တယ်ဟာလို့နင်အရင်တော်တာပဲဆိုဟုတ်တယ်လေတီချာရဲ့ပူနေတဲ့အပူတစ်ခုอ่ะတဲ့မျှပြီးခံစားလိုက်နှွေးတယ်ပေါ့စာရေးဆရာပိတပါတယ်ပေါ့နော်တကယ်ပဲပူလောင်မှုတွေကမျှဝေခံစားရင်နှွေးတယ်ပေါ့နော်ဒီနှစ်မှလည်းကျွန်မငလင်ဖြစ်တော့ကျွန်မအိမ်ပါသွားရောသူကထုံးစံတိုင်းပေါ့နော်သူကဒီတာရေးနာရေးဥက္ကဋ္ဌဖြစ်နေတာဟိုအဲ့ခါကျသူကကျွန်မကိုကြော့ကျင်နေပေါ့နော်ကြော့ကျင်နေဆိုကျွန်မသူ့ကိုပြုံးမဲကြည့်နေပေါ့နော်သူကတော့ထုံးစံတိုင်းပေါ့အဲ့တော့ဘာဖြစ်လဲလူတယောက်မှပူနေမျှဝေခံစားလိုက်ရင်အပူမဖြစ်တော့ပဲနှွေးမယ်ဘယ်သူမှဒါတွေကအကြိုက်မရှိဘူးကွာခဏချင်းလူဘဝဆိုကြော်လွှားရတာပဲပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့လူအတိုင်းဝိုင်းမှာရှင်တန်တဲ့ခါမှာကိုကအကူညီလို့ရင်လေယူတတ်ဖို့လို့တလို့ကိုကပေးနိုင်တဲ့အခြေအနေရောက်နေတစ်ဖက်သားရဲ့အပူလေးကိုနှွေးထွေးမှုဖြစ်အောင်လုပ်ပေးနိုင်မို့ကျွန်တော်တို့ရဲ့နှလုံးသားလေးတွေပြုပြင်ရမယ်ဆိုရင်နေထိုင်မှုတရားလပါတဲ့လောကကြီးဖြစ်လာမှာဖြစ်တယ်ဆိုတာလေးမျှဝေပေးချင်တာပါ